စကားတကုန်းကိုမြမမွတ်တော်လဲဩထာဝရဖျားကိုတော်ဒီအကျွမ်းမဲ့သိတော်မူ၏ကိုတော်ဒီအကျွန်ုပ်ကိုပတ်တဲ့ဝိုင်းထား၍အကျွန်ုပ်အပေါ်မှာလက်တော်ကိုတင်တော်မူပြီးထို့သောဉာဏ်သည်အန်ဩဝေဖြစ်၍ကျွန်တော်မတတ်နိုင်ပါမြတ်မြတ်သည်ဖြစ်၍အကျွန်တော်မမြင်နိုင်ပါဝိညာဉ်တော်နဲ့လို့ရှိအလိုကအဘယ်လိုသွားနိုင်ပါမည်နည်းမျက်နာတော်နဲ့လို့ရှိအလိုကအဘယ်ရဲ့ပြေးနိုင်ပါမည်နည်းကောင်းကင်သို့တဲ့လျင်ကိုတော်ရှိတော်မူ၏မရဏနိုင်ငံ၌အေယာကိုခင်းလျင်ကိုတော်ရှိတော်မူ၏ကြွရ၌ပင်ကိုတော်ဤလက်သည်အကျွန်ုပ်ကိုပို့ဆောင်လက်ရလက်တော်သည်ဂိုင်လက်ရှိပါလိမ့်မည်အကယ်၍မောင်မိုက်ဒီငါ့ကိုဖုံးလွှမ်းပြီးသူတစ်ခါဆိုရင်ညံ့ဒီလည်းအကျွန်ုပ်ပတ်ဝန်းကျင်၌အလင်းဖြစ်ပါလိမ့်မည်အကယ်စင်စစ်မောင်မိုက်သည်ရှိတော်၌အဘယ်အရာကိုများမဖုံးနိုင်ပါညသည်နေ့ကဲ့သို့လင်းပါ၏မောင်မိုက်သဘောနှင့်အလင်းသဘောသည်တူပါ၏ကိုရောဒီအကျွန်ုပ်ဤကြောင့်ကိုပင်ဖန်ဆင်း၍အမိဝမ်းထဲမှာအကျွန်ုပ်ကိုဖုံးတော်မူပြီးအကျွန်ုပ်သည်ကြောင့်မပွယ်သောလက္ခဏာထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ကိုရောကိုချီးမွမ်းပါမည်ပြုတော်မူသောအမှုတို့သည်အောဝယ်ဖြစ်ကြောင်းကိုအကျွန်ုပ်၏စိတ်ဝိညာဉ်သည်အမှန်သိပါ၏ထေရှားသောအရ၌အကျွန်ုပ်ကိုဖန်ဆင်း၍မြေကြီးအောက်အရ၌စဉ်းစားစွာပြုပြင်တော်မူသောအခါအကျွန်ုပ်၏ကိုယ်ခန္ဓာသည်ရှိတော်၌ထေရှားလျက်ရှိပါ၏မဆုံးလင်သေးသောအကျွန်ုပ်၏အလုံးအချွေကိုလည်းကိုတော်သည်ကြည်ရှု၍မြင်တော်မူပြီးထိုအရာတို့ကိုပြုပြင်၍တဆုံးတစ်ခုမျှမရှိမီကာလတွင်ကိုတော်သည်စရင်၌အကုန်အစင်မသားလျက်ရှိကြပါ၏ဘုရားသခင်အကျွန်ုပ်၌ကိုတော်၏အကျင့်စီတို့သည်အလွန်ထူးဆန်းကြပါ၏အလွန်များပြားကြပါ၏ထိုအကျံစီတော်တို့ကိုရည်တွက်လင်သဲလုံးနှင့်အမျှမကသာ၍များပြားကြပါ၏အကျွန်ုပ်သည်နိုးသောအခါကိုတော်ဌာ၌အစဉ်ရှိပါ၏။အိုပြာသခင်ကိုတော်သည်မတရားသောသူတို့ကိုကွပ်မျက်တော်မူပါစေသောလူအသက်ကိုတတ်တတ်သောသူတို့ငါထံမှဖယ်သွားကြ။ထိုသူတို့သည်ကိုတော်တစ်ဖက်၌မနာလိုသောစိတ်နှင့်ပြောဆို၍ကိုတော်၏ယံသူတို့သည်မကျဖြင့်ဝါသွားကြပါ၏။ဘုရားရဖျားကိုတော်ကိုမုံသောသူတို့သည်အကျွန်ုပ်မုံပါသည်မဟုတ်သောအာနာတော်ကိုဆန်သောသူတို့ကိုအကျွန်ုပ်ယုံရှာပါသည်မဟုတ်သောထိုသူတို့ကိုစိတ်နှလုံးအကျွမ်းမဲ့မုန်းပါ၏ကိုရန်သူကဲ့သို့မှတ်ပါ၏အိုဘုရားသခင်အကျွန်ုပ်ကိုစေကြော၍အကျွန်ုပ်နှလုံးကိုတိမှတ်တော်မူပါစုံစမ်း၍စိတ်အခြေများကိုလည်းတိမှတ်တော်မူပါဆိုတော်လန်သောအကျွန်ုပ်လိုက်သည်မလိုက်သည်ကိုကြည်ရှု၍ခြာရလမ်းထဲသို့သွေးဆောင်တော်မူပါ